Alright, okay, Minglaba, let's get started. Okay, the video John Sajame. Okay, the man not cook. Da social media ပေါ်မှာ extremely လူတွေအကုန်လုံးဒီနေရာတွေကို AI နဲ့ video တွေကိုဓာတ်ပုံတွေလုပ်ပြီးတော့ social media ပေါ်မှာနေတယ်ဒါမှဒီ video ထဲမှာကျွန်တော် not only ဓာတ်ပုံကျွန်တော်အဲ့ဓာတ်ပုံယူပြီးတော့ဘယ်လို video ထမ်းလုပ်ပြီးတော့ background music တွေပါအကုန်လုံးဘယ်လိုထည့်ရမှာလဲဆိုတော့ဒီ video ထဲမှာကျွန်တော်တို့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဒီ video ထဲမှာပြောကြမယ် okay ဒါကလုံးဝမြန်မာနိုင်ငံရိုးရာမြန်မာနိုင်ငံအဝေးစား traditional ဟာတွေအကုန်လုံးဒါဒီလိုမျိုးလုပ်ပြီးတော့ရိုက်တာတဲ့ဓာတ်ပုံဒါအခု social media ပေါ်မှာviral back to back ဖြစ်နေတဲ့ဒီဓာတ်ပုံတွေကို not only ဓာတ်ပုံ video ပါဘယ်လိုလုပ်မှာဆိုတော့ဒီ video ထဲမှာပြောကြမယ်ဒါကကြတော့ဒါယောက်ျားလေးရဲ့ဟာဒါလုံးဝ masculine way နဲ့လုပ်တာယောက်ျားလေးရဲ့ဟာဒီမှာဒီမှာနောက်တစ်ခု okay Okay, that video turn load that. Okay, we're going to start with the double. Okay, firstly, John Bell to my so Google to me, Google to everyone, Google Gemini, so be right here. Boom, done. Oh, my Google Gemini Yalabi. Okay, Google Gemini Yabi one and John my prompt Nagu pay me. I don't know Balo Male Soro. Go on if you're double PM. But Maudon prom Nakua Bale Soro. Mainly ตัวနောက်က number 1 prom မှာ main ကလေးတွေအတွက် number 2 က main ကလေးတွေအတွက် number 3 ကယောက်ျားတွေအတွက် number 4 ကယောက်ျားတွေအတွက် number 5 extra bonus ကဘယ်သူအတွက်လဲဆိုတော့ main ကလေးတွေအတွက် okay အခု prom ဆိုမယ်ဒါကလုံးဝမြန်မာကိုကနေပြီးတော့ Google Gemini လာပြီးွားတာနဲ့ကိုကနေကိုတက်ပုံပေးလိုက်ပေးပြီးွားတာနဲ့သူ့ကိုတက်ပုံပေးပြီးွားရင်ကိုက prompt ရေးရမယ် right အခုဒါ Google Gemini ရောက်ပြီးွားရင် step 1 ကကျွန်တော် upload လုပ်မယ်ဒီမှာ video upload လုပ်မှာဆိုပြီးလာပြီးွားရတယ်ဒီမှာကိုတက်ပုံဒီမှာပေးလိုက်အခု for example ဆိုရင်ဒီမှာကျွန်တော်အခုဒါဒီ young lady ရဲ့ဓာတ်ပုံတစ်ခုကျွန်တော်ဒီမှာ upload လုပ်လိုက်မယ် upload လုပ်ပြီးွားရတယ်မပြီးွားဘူးသူ prompt ပေးရမယ်အဲ့ prompt တွေအကုန်လုံး description ထဲမှာရှိတယ် copy paste လုပ်ရုံပဲအခုဒီမှာ prompt number 1ကိုကျွန်တော်ဒီမှာတွားမယ် prompt number တွားပြီးွားရတယ်ဒီကိုလာမယ်လာပြီးွားရတယ် copy paste လုပ်ရုံပဲ okay ဒီလိုမျိုးနားမယ်ဒီမှာ paste လုပ်လိုက် paste လုပ်ပြီးွား hit enter လုပ်လိုက်တာနဲ့ရပြီ okay send ဒီမှာ second ပဲကြာမယ်သူကဓာတ်ပုံ create လုပ်ပေးမယ် okay ကျွန်တော်ဒါလေးကတော့အခု literally ပဲအခု like 2 minutes အရင်ကကျွန်တော်လုပ်ထားတဲ့ဟာကျွန်တော်အခုဒီမှာပြလိုက်မယ်ဘာလို့ video အရင်ရှူသွားမှာဆိုလို့ number 1 prompt မှာဒီလိုလုပ်ပေးမယ် okay ဒါလုံးဝ viral ဖြစ်နေ social media ပေါ်မှာဒါလုံးဝ main ကလေးတွေယောက်ျားမြန်မာတွေရဲ့ traditional ဝစားနဲ့ရိုက်တာတဲ့ဓာတ်ပုံတွေလုံးဝ viral ဖြစ်နေတဲ့ဟာတွေအခုဒါ number 1 prompt number 2 prompt ကဒီကကျွန်တော် number 1 prompt okay လုံးဝ traditional အရေးနဲ့အရန်လာတဲ့ viral back to back ဖြစ်နေတယ်လုံးဝမြန်မာနိုင်ငံရဲ့ traditional အိမ်ကြီးနဲ့ဝတ်ထားတဲ့ဟာ everything က nice and clean and everything ကလုံးဝ super simple လုပ်ထားတဲ့ဟာ okay number 3ကကျတော့ယောက်ျားလေးတွေ prompt ဒီမှာလုံးဝဒါယောက်ျားလေးရဲ့ spotlight me နဲ့ like ပစိုးနဲ့ရောက် like ဟိုဟာ share အိမ်ကြီးနဲ့ okay လေကတုံးနဲ့လုံးဝဒါအဲ့လိုမျိုး like creativity နဲ့ရိုက်ထားတဲ့ဟာဒါနံပါတ်4 okay ဒါကကြတော့လုံးဝပစိုးနဲ့ like ဟို type ပုံစံနဲ့လောက်ထားတဲ့အင်ဂျီနဲ့သူကလောက်ထားတာဒါနံပါတ်4 okay ဒါကကျတော့ additional bonus နံပါတ်5ဓာတ်ပုံ okay ဒါအခုကျွန်တော်လုပ်တဲ့ဟာ just a second မှာအဲ့ဓာတ်ပုံကအခု create ဖြစ်သွားမယ် okay once ကျွန်တော် create ဖြစ်သွားပြီဆိုရင်ကိုအဲ့မှာကိုလိုချင်တဲ့ဓာတ်ပုံကိုရသွားပြီဆိုရင် let's say ကျွန်တော်ဒီဓာတ်ပုံရသွားမှာဒီကိုလာပြီးွားရင်သူ့ကို download လုပ်လိုက်ရုံပဲဒီမှာ download ကိုနှိပ်ပြီးွားတာနဲ့သူကအဲ့မှာ save လုပ်မယ် okay save လုပ်ခြင်းဒီမှာကျွန်တော် save လုပ်လိုက်မယ် okay save လုပ်ပြီးွားတယ်အဲ့ဒီဓာတ်ပုံကိုယူမယ်ယူပြီးွားရင်ကျွန်တော်တို့ Google မှာ save လုပ်မယ်လုပ်ပြီးွားတယ်ကျွန်တော်တို့ဘာလို့လဲ Google လို့တွားမယ် Google LABS okay Google Labs ကိုတွားလိုက်တာနဲ့ Google Labs ကနေပြီးတော့ဒါ flow ကိုခေါ်လာမယ်ဒီ page ကိုရောက်ပြီးွားတယ် create with flow ကိုနှိပ်လိုက်
create with flow နေပြီးဝင်တာ flow ရောက်လာပြီးဝင် new project ကိုနှိပ်လိုက် okay new project ကိုလုပ်ပြီးဝင်ရတယ်ဒီကိုလာမယ်ဒီမှာ text to video ကိုက text to video လုပ်နေတာမဟုတ်ကိုကဘာလဲကိုမှဓာတ်ပုံ already ရှိပါဆိုတော့ကိုက frame ကိုရွေးလိုက်ဒီမှာ drop down ထဲမှာ option 3ခုရှိရတယ် frame ကိုရွေးလိုက် frame ကိုရွေးပြီးဝင်ရတယ် plus icon ကိုနှိပ်ပြီးဝင်ရတယ်ဓာတ်ပုံ upload လုပ်ရမယ်ကိုအခုန download လုပ်တာဓာတ်ပုံ upload လုပ်လိုက်ဒီမှာ okay ဒီမှာဓာတ်ပုံရသွားပြီကိုက landscape လိုချင်တာလား portrait လိုချင်တာလားသူ့ကိုဒီမှာပြောအဲ့ဒါကိုကလိုချင်တာပါလဲ portrait okay portrait လိုချင်တယ်ဆိုသူ့ကိုလာ portrait ပြောဒီမှာ crop လုပ်ပြီးသွားတယ်သူ့ကို prompt ရေးရမယ်သူ့ကိုလည်း prompt ရေးပေးရမယ် prompt မှာအရင် simple ဖြစ်တယ်ဘာမှ copy paste လုပ်ရမလို့တစ်ခုပဲရေးရမယ်သူ့ကိုပြောငါ create လုပ်ပေး slow movement okay slow movement video create လုပ်ပေး done boom okay ဒီမှာသူ percentage 1 2 3 percentage နဲ့သူလုပ်မယ်ပြီးသွားတာနဲ့ကိုမှ video ရအောင်ကျွန်တော်အခုနပဲ literally like 2 minutes ago ကနေပြီးကျွန်တော် create လုပ်တာ video ရှိတယ်ဒါကျွန်တော် video အစမှာပြထားတာ literally create လုပ်တာ not only video သူကအနောက်ကနေပြီး background music နဲ့အကုန်လုံးသူကထည့်ပြီးတော့ကိုကိုထုတ်ပြီးတော့ပေးလိုက်တယ် okay ဒါအခုဒီမှာအခုနကျွန်တော်တို့ create လုပ်တာတဲ့ပထမဆုံး prompt နဲ့ create လုပ်တာတဲ့ဒါဓာတ်ပုံဒါအခုကြည့်နေတဲ့လူတွေ viewer တွေတော့ဒီ follow ဒီ prompt တွေကိုကြည့် prompt တွေကို copy လုပ်ပြီးရင်ကိုလည်းအဲ့ဒါ Google Gemini နဲ့ Google Flow ပေါ်မှာ unlimited free ဘာမှ app တွေပါ download မလုပ်ဘဲနဲ့ကိုယ့်ဓာတ်ပုံတွေနဲ့ကိုလုပ်ပြီးတော့ social media ပေါ်မှာတင်မှုက millions of view တွေကိုလည်းယူကိုယ့် social media ကိုလည်းကိုက grow လုပ် okay thank you so much for watching comment လေးရေးပေးပါအကယ် helpful ဖြစ်တယ်ဆိုရင်ပြီးတော့ကျွန်တော်လည်းချက်တော့ပြောပေးပါ next ပါကြည့်ကြရအောင်ဆိုတာ thank you so much bye bye